ကျွန်တော်တိုင်တရားလွမ်းမိနေတော့ပေါ့နော်အဲ့တိုင်တရားတော့ကျွန်တော်ကိုယ်တိုင်ရေးတာပေါ့ကျွန်တော်ကိုယ်တိုင်ရေးတဲ့အုံကျူက9ပုတ်ပါတယ်ဒီထဲမှာနောက်ကျွန်တော်ဆရာလို့ပြောလို့ရပါတယ်ကျွန်တော်ဆရာပါပဲကိုနိုင်မြန်မာသူ့ရှိကနေပြီးတော့သူတချင်းတစ်ပုတ်ပါတယ်နောက်တော့ကကျွန်တော်ဆရာအကူဝဲပေါ့လေကိုညီညီသွင်းသူတချင်းလေးတစ်ပုတ်ပါတယ်နောက်တော့ကကျွန်တော်ရဲ့ဂီတာမူကကိုဆိုင်ဝင်းရေးထားတဲ့တချင်းလေးတစ်ပုတ်ပါတယ်နောက်တော့ကကျွန်တော်ဂီတာမူပါပဲညီခိုင်ဆိုတာ तू က arrangement တွေလည်းလုပ်တယ်အရင်တော့ OS က sound engineer तू ဘွယ်ကုန်လူတွေများပါတယ် तू က2ပုတ်ပါတယ်အားလုံးပေါင်း10ပုတ်ပေါ့ album ကြီးပေါ့လွမ်းမိနေတော့လို့ပေးပြီးတယ်ဆိုတာကအကိုကကြပြားဆရာတော့မဟုတ်ပေါ့လေစာပေသမားလည်းမဟုတ်ပါဘူးဒါပေမဲ့ကြပြားယူစာယူတဲ့စိတ်ကရှိတယ်ငငယ်တွေကရှိတဲ့ခါကျတော့ဒီလွမ်းမိနေတော့ဆိုတာဒီလိုပေါ့ဒီ sound ကာလာမျိုးမှာကြီးစားနဲ့ကွဲသွားတယ်ပေါ့နော်ကြီးစားနဲ့ကွဲသွားတော့အတူတူပြောရလို့ရှိရင်တော့အခုကနောက်ဆုံးလေးမှာရေးထားတဲ့ဟာလေးကမတွေးဝေတဲ့ချစ်ချင်းမှောင်နေတဲ့ညာခင်အတူတူပဲမိမောသွားစေတယ်ချယ်ရီတွေပန်ပေးစံရွယ်တွေအလားလေးတာယာစွာရစ်ပတ်ခဲ့ပြီကွယ်ဝင်းနေတဲ့ငွေနှင်းစိုးနေတဲ့မြခင်ရင်ကုန်မှာလွမ်းမိနေတော့လေဆိုတော့အဲ့ဒါလေးနဲ့အကူကကြပြားလေးနဲ့ဖွဲ့ပြီးတော့အဲ့ဒါလေးကိုအန်နီမှာအကူဆိုထားတယ်ဟုတ်ကဲ့ဟုတ်ပါတယ်ကျွန်တော်ပထမဦးဆုံးလို့ပြောလို့ရတဲ့တခြင်းဖြစ်သွားတာပေါ့နော်ဒီချင်းကကျွန်တော်ဟိုပါပေါ့arrange လုပ်တဲ့ဟာပေါ့ကျွန်တော်ဘယ်လို create လုပ်တဲ့ဟာပေါ့ကိုကိုတိုင်းရေးဟုတ်တယ်ဗျာကိုကိုတိုင်းရေးပြီးဖန်တီးထားတဲ့ဟာတွေပါကိုကိုတိုင်းအဲ့လိုမျိုးတခြင်းတွေရေးဖန်တီးထားပြီး album တစ်ပုဒ်လုံးဖြစ်လာတယ်ပြောလို့ရပါတယ်ခဏက album တစ်ပုဒ်လုံးဆက်မှာalbum တစ်ပုဒ်လုံးဆိုတော့မကောက်ဖို့ရှိတာပေါ့နော်ဒါပေမဲ့ဒီ album မှာ9ပုဒ်ပါတယ်ဒီ album မှာအခုအုံကျူရ9ပုဒ်ပါတယ်ကိုကိုတိုင်းအုံကျူတွေဖန်တီးဖြစ်တဲ့အစိတ်ကလေးပြောပြပေးပါဦး album တစ်ပုဒ်လုံးဖြစ်နော်အခုကပြောမှဆိုလို့ရှင်တော့ဟို musician လည်းမဟုတ်ပါဘူးဒါပေမဲ့ဟိုတင်းတဲ့လောက်လေးတီးတတ်တဲ့ဆိုုံလောက်ပဲရှိပါတယ်တို့ပေဒီ6ရန်လောက်ထဲရပါတော့အဲ့ကလေးဘွားလောက်ထဲကကိုကအုံကျူးလေးတွေရေးတယ်အုံကျူးလေးတွေရေးတဲ့ခါကျတော့အဲ့တုံးတွေကယောဂရှိတာဒါပေမဲ့ဒီနေ့ပြောမှဆိုလို့ရှင်တော့အခု60ဆုံးသွားပြီဒီနေ့မှအယူလက်မှတ်ရတာပေါ့ဟုတ်ကဲ့အမျိုးသားလေးကတော့ကျွန်တော် pop တွေပါပဲတချို့ဟာလေးတွေအဲ့ pop ထဲမှာထပ်ခွဲမယ်ဆိုတော့ jazz ဆန်တာလေးတွေဗာလေးတွေပေါ့နော်နောက်ပြီးတော့ဟိုဟာလေးတွေပေါ့ဟိုအဲ့လို box နံပါတ်ဆန်တာလေးတွေပါပါတယ်ဟို taste မျိုးပေါ့ dramatic sound နှစ်ပုတ်ပါတယ် dramatic sound နှစ်ပုတ်ကလည်းဟိုတော်တော်လေးခံစားလို့ကောင်းပါပါဟိုအားလည်းပေးပါလို့နောက်ပြီးတော့ခွေလဲအပြင်မှာနောက်ပိုင်းဟိုမန်တီရီကနေဖြတ်ပါလေ25ရက်စပြီးတော့မန်တီရီကရန်ကုန်မန်လေးကိုသူတို့ဖြတ်ပေးမယ်ကြားတယ်ပြောပါဒီကိစ္စလိုက်မှာ album ထုတ်နိုင်တဲ့ဟာစိန်ခေါ်မှုလို့ပြောလို့ရတယ်လေဘယ်လိုစိတ်ကူးကြောင့်ဒီ album တစ်ခုလုံးမန်တီရီကနေထုတ်ဖို့စိတ်ကူးဖြစ်တာမန်တီရီကအဓိကတော့အခုပဲပေါ့ producer ဘဝမှာလေဖြစ်ချင်တဲ့အရာကိုကိုယ့်အကူချူသားပါရမယ်ဘယ်သူမှကူညီတာတော့အမိတဟဲတွေတော့ပါကောင်းပါလိမ့်မယ်ဒါပေမဲ့ကိုယ်တိုင်ပဲချူသားအထုံးမှုလုံးမရမယ်လေအဲ့တော့နောင်ကလေးတွေကိုပြောချင်တာကတော့အဲ့ပေးချင်တဲ့ message ကအဲ့ဒါပဲမဖြစ်မနေလုပ်ပါကြိုးစားပါဘာလို့ဆိုမတည်တဲ့အချိန်ထိလေကို့မှာလောက်ခွင့်ရှိရပေါ့နော်အဲ့ဆိုရင်ကိုပြန်လာမယ့်အင်ကန်တွေပါမမျောလင်းကိုလုံးချင်တာကိုလုံးလိုက်မမျောလင်းဘူးအခုဟို traditional ပေါ့တရားပေါ့နော် traditional နဲ့ပတ်သက်တဲ့ music မျိုးတွေဖန်တီးတဲ့ဟာကအခုဘာလုပ်ထားလဲဆိုတော့မနစ်ကတရားမတိုင်ခင်မှာတချင်းတစ်ပုတ်တင်ထားတယ်အဲ့တချင်းကလည်းတော်တော်လေးတရားမွန်းနောက်ပိုင်းမှာအဲ့ vibe တွေမရတဲ့အတွက်အဲ့ vibe ကိုလိုချင်လို့ကို create လုပ်ပြီးဖန်တီးထားတယ်ဆက်ပြီးတော့လည်းအဲ့တချင်းတွေလည်းဖန်တီးမယ်အဲ့တော့စောစောသမီးပြောလို့ပေါ့ပြန်လာမဲ့အင်ကမ်းမှာတုံးခဲပဲအဓိကကိုဒီဘဝမှာပေါ့နော်ကိုအသက်ရှိတဲ့အချိန်မှာကိုဘယ်လောက်ထိဖန်တီးခြင်းလဲကိုဘယ်လောက်ထိယူသွခြင်းလဲအဲ့ဒါကိုပဲချပြခဲ့ခြင်းလမ်းကြီးလုံးရေတော့ခန်းစားချက်ကလေးပေါ့နည်းနည်းလောက်ပြန်ပြီးတော့ပြပြပေးပါဦးဒီချင်းလေးခန်းစားချက်ကလေးကဘယ်လိုမှုလေးဝင်နေခဲ့တာလဲဘယ်လိုမှုလဲဝင်လဲဆိုစာရေးစာပိုင်းကပြောမယ်ဆိုလို့ရှိရင်တော့ရှုထောင့်ပေါင်းစုံပေါ့ရင်မပေါင်းစုံနဲ့ဝင်ပြီးတော့ရေးရတဲ့အတွက်တခါလေးမှသူအာရုံဝင်စားသလိုပေါ့အဲ့ဒီထဲမှာဟိုဘဝစီးချင်းဆိုတဲ့တခြင်းလေးတစ်ပုဒ်ပါတယ်အဲ့အကြောင်းလေးလည်းပြောပြလိုက်ပါမယ်တခါလေးပဲလေသူကငယ်ကကောင်မလေးကိုတွေ့တယ်ကွာကြိုက်တယ်ကောင်မလေးလှတာတွေကိုဟိုသူကြိုက်တဲ့ခါကျတော့တမိသားဖြစ်သွားတယ်ဖြစ်တဲ့ခါကျတော့သူတို့ကဒီဘယ်လိုပြောမလဲဆိုပတ်ဝန်းကျင်ကိုဂိမ်းမဆိုင်ဘူးအဲ့ live လေးကတတစ်ခုရေးလိုက်တယ်
တကယ်လည်းပြောမှသူလို့ရှိရင်လူဘွား live တစ်ခုလုံးကိုခြုံရေးတာနောက်တစ်ခါကျတော့ဘာကြီးလဲဆိုအိမ်လုံးကြောက်ရတဲ့အချိန်ကျတော့ရင်းချက်တဲ့တွဲလက်တွေဟာတဲ့ချစ်လက်မြဲမြံနေတဲ့တရားနဲ့ဓမ္မဒေသနာတွေကိုဖွဲ့ခြားသိမြင်နေတဲ့မွန်းချက်တဲ့လူဘွားလည်းမှာတူရဲစိတ်တွေနဲ့အာတမီလျှောက်ကြတယ်တဲ့အဲ့လိုညှို့ဆိုတာပေါ့နော်ပြီးတော့အခုဦးလေးတို့အရွယ်ပေါ့ဦးလေးတို့အရွယ်ကြတော့ဘာကြီးထားလဲဆိုတော့နောက်ဆုံးမှာပေါ့လူဘွားရဲ့နေဝင်ချိန်မှာစစ်ထွက်ရမှာပဲတဲ့မရဏနဲ့လွင်ချိန်မှာစီးချင်းထိုးရင်လေတဲ့အကြောင်းမလားလို့ကန်ကုန်ရင်တော့ကိုပဲကြပါစီကွယ်တဲ့မိတော့ကိုထိမခံနိုင်ဘူးလေ စကလုံးတွေကတူရတာ အဲ့တော့ဟိုစာရေးဆရာတို့ကြပြဆရာတို့မြည်သည်သူတို့ရဲ့စိတ်ကူးစိတ်တမ်းကိုမျိုးတဲ့အပေါ်အာယုံကျတဲ့အပေါ်မှာမူတည်ပြီးတော့စာတွေဖြစ်ပါတယ်အခုလောက်ယူခွင့်ရတာပဲတော်တော်ကျဉ်း납ပါတယ်ဒီလိုမျိုးဒီနေ့လိုမျိုး album လေးထုတ်နိုင်ဖို့အတွက်ဘဝမှာဘယ်လောက်ထိကြိုးစားခဲ့ရလဲအဲ့ဒါလေးလည်းအရှိမနည်းနည်းပြောပြပါဦးအခုပေါ့အကောင့်တွေပေါ်ဖို့အတွက် ဒီပေါ့ဟိုစိတ်ကူးလာတာယူလာတာအခု60ကျော်သွားပြီပေါ့ ဒီဟာကိုဘယ်လောက်အားဆိုင်ခဲ့ရအားဆိုင်ခဲ့ရသေးတယ် ကြာပြီပေါ့သမီးကြာပြီပေါ့ဟိုကျမကြီးဖောက်သွားတယ်အခြားလောကရန်တွေရှိတယ်ကျမကြီးဖောက်သွားဆိုလို့ရှိရင်ဟိုတောက်လျှောက်ပေါ့5နှစ်ပေါ့အဲ့ရတွေမှာရအောင်ကြော်ဖျက်ရတာလေရအောင်ကြော်ဖျက်ကျွန်တော်ခက်ခဲလေးရှိသေးတယ်ကျွန်တော်ခက်ခဲလေးမပြောပါဘူးနောက်ကြလို့ရှိရင်ဟိုကိုလိုင်မောကဗာလဲလို့ဟိုဆိုသတင်းတက်တော့ကြားမှာပေါ့ audio CD နေတဲ့ထွက်တော့ ဟုတ်တယ်ဗျာ တချင်းကဘယ်နဲ့ပုတ်ပါလဲ 10ပုတ်ပါခင်ဗျာ နောက်တစ်ချင်းဒီ other platform တွေမှာတော့ ကျွန်တော်အဲ့ဒီကိစ္စကတော့ကျွန်တော် YouTube ဟိုပါပေါ့နော်ကျွန်တော် YouTube page ပေါ့ဟုတ်ကဲ့အဲ့ YouTube page မှာတော့ကျွန်တော်စတော့တင်နေတယ်9ဘလို့တော့တင်ထားတယ် တိတ်သက်ပြအိမ်ဟိုဟာဒီဘက်ကဘယ်လိုပြန်လဲ ပရိသတ်က feedback ဆိုတာလေကျွန်တော်တို့ကသူတို့ကိုဟိုဘယ်လိုမှကျွန်တော်တို့သဘောထားလို့မရဘူးသူဒီ create လုပ်တဲ့ကိစ္စတွေကိုသူတို့နားထောင်နေဒီသချင်းတွေကိုသူတို့နှစ်သက်တယ်ဆိုရင်သူတို့အားပေးမှာပဲလေသူတို့မကြိုက်ဘူးရှောင်သွားမယ်အဲ့လောကဓာတ်တွေကတော့အသက်အရွယ်အရဟိုခံနိုင်သွားပြီလေအမျိုးမျိုးပြောကြမှာပဲ ပြိတ္တတွေဘယ်လိုနားထောင်ကြရတဲ့ခါလေးပြောပြပါ ဟိုအခု YouTube platform ကနေပြီးတော့တင်ပေးမယ်နောက်ပြီးတော့မနက်က25ရက်နေ့ကစပြီးတော့မန်တီတီဒေသတွင်ရန်ကုန်မန္တလေးကနေပြီးတော့အဲ့မှာ order မှာယူလို့ရပါတယ်ဟုတ် ပြိတ္တအတွက်ပြောချင်တာလေးရှိတယ်ပရိသတ်အတွက်ပြောချင်တာလေးကတော့ဟိုပါပဲဟိုနားထောင်ကြည့်ပေးပါခံစားကြည့်ပေးပါစာပိုင်းလေးတွေခံစားကြည့်ပြီးတော့ဝေဖန်ပေးပါရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဆရာဦးလာထိုးတို့ကျွန်တော်အရင် crazy ဖြစ်တယ်ဟိုနည်းနည်းလေးစကားလေးထပ်ပြောပြရလို့ရှင်တော့တယောက်နဲ့မချေအယောင်ဝဲလဲတောနဲ့တောင်ဆိုရလေယာကတဲ့ရှုခင်းတွေကတာပြီးတယ်ရှင်းမှုမပြတ်တဲ့စိတ်ကူချက်ကစိတ်မြတ်မြတ်ရင်းကားတယ်လို့လည်းပင်ပြိုတို့လည်းရှုလို့ချစ်တော်ခီးတယ်ဆိုသူ့တချင်းကိုနားထောင်နေတဲ့အချိန်မှာအဲ့လေတိုက်ပြီးတော့လေကွင်းမျိုးရောက်သွားတယ်ကျွန်တော်အဲ့ feeling ကိုကျွန်တော်ခလေးဘွားရတယ်ကျွန်တော်နှစ်သက်တယ်နှစ်သက်တော့အဲ့လိုစကလုံးမျိုးတွေအဲ့လိုအရသာမျိုးတွေအဲ့ဒါတွေကိုပေါ်ကျူးရတာကကျွန်တော်ရဲ့ဟိုပင်ကိုဝါသနာဖြစ်သွားတယ်ဟုတ်ကဲ့ Yankel Events News, we're on the air, sharing what's happening everywhere.